ငင်းကြကအညက်ဖို့စီကိုရွာသားရဲ့ဖေးမှလို့တက်ကနန်းကလည်းစရှူသားတော်မူကြပါခင်ဗျာရှူသားတော်မူပါဒီပါလေးဘာမှငါတော့လာပြီပြောင်းမှချင်းကဲဒါကတော့ကျမတော်မြေကျက်တီတော့တနိုင်ငံတော့အကောင်းဆုံးမသမီးဆွေရငြိမ်းချမ်းခါပါလားရှင်းသားတော်မူဟာနောက်ကတော့ဘာစုမှမရတဲ့ကိုပိုင်သူပါခင်ဗျာတကားဘာမှမရဘူးကျမတော်မြေကျက်တီတော့ကျိုးစားဆရာလေး
တိုင်းရောသိလားဘိုးကြောင့်ဆိုတော့ခေါင်းချိုးဘိုးကြောင့်မခေါင်းချိုးအစိုးရကတည်းကအဲ့ရောက်ပြီးလာလာရသူ့ရဲ့ခရာလေးကခေါမခေါအချောမချောထိုင်အောင်မစိတ်ပါလက်ပါဆွဲကားလည်းလည်းတော့ပါဆွဲပါ看着嘞，你高兴的。那我来就把这，天天开嘛。ညီမလေးညနေခါအကခိုးတယ်ကိုမကောက်ဘူးဟဲ့ကောင်ကျွန်တော်သူရှိပြောတာပဲပေါ်တင်ပြောတာညနေခါအကအကုန်မကောက်ပါဘူးရိုးရီးကားတာအကုန်မကောက်ရိုးရီးအောင်၃မျိုးခြံခဲ့တယ်ခင်ဗျားတို့ပြည်သက်ကအကကြောင့်နားမလဲတော့သိချင်မှသိမှာဟုတ်လားပေါ်တင်ပြောတာပါဟာမလည်းလောကမကြောက်ရိုးရီး၃မျိုးခြံခဲ့တာကားပါလေပြည်သက်နော်ချမ်းမအောင်အမရိုးရီးအကုန်မကတာအမ၃မျိုးခြံခဲ့တယ်လေမ၃မျိုးခြံတယ်ကျွန်တော်အတင်းပြောတာမဟုတ်တော့အမရှိပြောတော့အမရိုးရီး၃မျိုးမကောက်ဘူးမလိမ့်နဲ့ဘယ်အောင်သိဘူးလားဘယ်အောင်ကျွန်တော်ကကြမယ်။မင်းလည်းခံရိုးရီး၃မျိုးကမတော်ပါဘူး။အဲ့ဒါကျွန်တော်ကပြပါမယ်။နောက်ကညီလေးဟုတ်ကလေးညီလေးကိုကြီးဟိုကလေးတိပြီးသားကွာ။ညီလေးလားတာလား။တာလား။ပိုင်လေးပိုင်လေး။ပိုင်လေးပိုင်လေးနော်ပိုင်လေးကိုကြီးဟိုကလေးတိပြီးသား။ရိုးရီးပြောင်းဟဲ့ကောင်သွားဆွဲကိုင်းပေါက်ပြန်ပါမင်းနေဒီတော့ပြောင်းတာလေဘာပြောင်းဆိုင်းစရာပြောင်းဆိုင်းစရာဝိုင်းနဲ့ဝင်နေရလို့ဖြစ်သွားတာရိုးရီး၃မျိုးမင်းစကမကရရိုးရီး၃မျိုးကျွန်တော်ကပြပါမယ်တခြားမှတ်ထားပါဟုတ်အဲ့ကဘာကတော့ပဲအဲ့ဒါရိုးရီးမေးတောက်လို့ခေါ်ပါတယ်ရိုးရီးမေးတောက်အမကလည်းထမရိုးရီးမေးတောက်မပါဘူးနော်အမတို့ဆန်တော်ပင့်တို့ဘာလို့ပဲပါလားဟုတ်တယ်အဲ့ဒါတမျိုးပြိတ္တမှတ်ထားနင်းတဲ့ခါမကဘူးအဲ့ကနောက်တစ်မျိုးရှိသေးတယ်ဘာကတော့နောက်တစ်မျိုးဟဲ့ကောင်းလေးဟုတ်ပိုင်ရင်ပြောင်းတော့ပါအဲ့ဒါပဲလက်နေတာပြောင်းဟာအဲ့ကတော့တော့ဟဲ့အမလေး
ယူရီးယားဆေးတောက်လို့ခေါ်တယ် အော်ယူရီးယားစေးတာ ယူရီးယားမင်းတော့ရေယူရီးယားဆေးတောက်ရေငင်းငင်းခါမကပါဘူးနောက်ဆုံးအရေးကြီးတဲ့ကတမျိုးကြမှာလေအမအဲ့ရကတော့နောက်ပွဲတိုင်းကမယ်နော် ပွဲတော့ကမယ် အမတခြားကြည့်ဟိုက်ကလေးပါဟဲ့တော့ဒီမှာကြောင်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  အိုက်ကဘာကတော့ ယူရီးယားသေးပေါက်တဲ့ကပါ သိပေါက်တာမင်းကြီးကလူရှိကမှာလား မလာခင်ကရကတွေပါအဲ့ခင်ဗျားတို့ကျွန်တော်တို့ကပြောသမိုင်းသဘောပါမယ် မတရား ခင်ဗျားကျွန်တော်နောက်ဆုံးပြီးတော့ကဲကိုပိုင်မင်းကြီးနောက်ထုံလို့ပြလိုက်ပါဦးခင်ဗျာ ခေါင်းကြီးချိန်နေမှာ ခေါင်းတက်ချိန်လည်းငါဝက်တော့ခေါင်းနဲ့ထိုးလိုက်မှာပေါ့ ဘာချက်ပြောမလဲမသိဘူးဒါလေးကငင်းညက်ခင်ရဲ့ဘာခေါ်မလို့ ဝက်လက် ဝက်လက်ဆိုတော့သူက2သိန်းခွဲပတ်ဝန်းကျင်ပေါ့ ဘာဘာဝက်လက်တော့ဝက်မှာ8500လောက် ဒါရက်ကြိုက်တဲ့ဝက်လက်ပိုင်ကလေးနဲ့ကပြတာပါ ဟုတ်ကဲ့ရ အဲ့ဒါပြီးတော့မမတစ်ချက်ရှင်နဲ့မမမသိပါဘူးလေ ဟုတ်တယ်ဗျာ ပြည့်တက်ကလည်းပြပြနေတာကိုအချိန်ပါပါလေးလှုပ်လို့ချင်တာဟုတ်တယ် မှန်ပါဗျာ ဘာလဲအငိမ့်မှာတော့ အရှိတ် ရုပ်သိမ်းမှာတော့စိတ်ဒါကြောင့်မလို့မငြင်းရခိုင်နေပြီးတော့ဟောပြည့်တက်ကိုအချိန်ပါပါအလုပ်လုပ်ပြီးချင်တာဖြစ်ပါတော့ကြောင့်တစ်ချက်ရှင်နဲ့မမမသိဘူး အမှန်ကြီးတော့ တစ်ချက်ရှင်မှာမှတ်ပြီးမှမကိုက်တော့ရှစ်ကညက်စီကိုထပ်ပြီး အာဘယ်မှာရရရ
တို့ကရယူမလို့အခုမယူရတော့ဘူး ဘာဖြစ်လဲတော့ သူယူလို့တော့じゃမင်္ဂလာဦးညကြရောင်းပြီးချကနေမှတို့သားကိုတို့သမီးတက်နေတေရောနေရှိမှာလားမယူတော့ဘူး ကိုရှိုးရေ ပြပြ ပြပြရွှေလုံးလို့ဗျာ ဟုတ်ကဲ့ အရင်အချိန်ပါပါလေးလုံးလို့မယ်ခင်ဗျာ ဟုတ်ကဲ့ ဒါကြောင့်ပိတ်သက်ကိုပြရဝါသာရှိဝါသာတကာဩတော်မှာဝါသာမြတ်သောတကာဘယ်လိုပြောကြမလဲမသိသေးပါဘူးဗျာဒါကြောင့်ခင်ဗျားတို့ကျွန်တော်လည်းသရောရုပ်ခေါ်ထုတ်ပြမှာတာဝန်မှာ ဟုတ်ပါပြီ ကျွန်တော်အားနေလို့ခင်ဗျားခေါ်လိုက်ပါ ဟာဘာလို့ပါခေါ်လိုက်ပါခေါ်လိုက်ပါ ခေါ်လိုက်မလား ခေါ်လိုက်ချမ်းချမ်းနဲ့ခုနဲ့မတွေ့အောင်နော် အကိုကမတွေ့အောင်ကျွန်တော်တို့တောက်လျှောက်တွဲကနေရတာရတယ်ကိုတွေ့ကျွန်တော်ကနောက်ကရှိတယ်နေရာဟိုက်ပဲ ဟော ဒါလည်းဝဲမတော်ပါလေဟောက်ကြတော့မှာပဲ ပြောကိုရှိုးပြောကိုရှိုး ကြာ မမြင်မြင်ရခင်ဗျားထမ်းမြင်ကြည့်ပါအဲ့မှာ အော်ရတယ်အဲ့မအဲ့ငဖောင်ယူဘာလို့မှာတော့ဟုတ်ဟမ် ကိုကျတော့ခဏကိုတိတိတက်တက်ဒါမျိုးမှပဲဘောကြတယ် ဝိုင်းရတယ်ကျုပ်ကဝိုင်းမဟုတ်ဘူးတဲ့သူကလည်းတော့ညီမလေးအောက်ကြီးအပတ်ဆိုင်ပါလား အမေ ဟုတ်ကဲ့ အဲ ဖုံးပေးလိုက်မယ်ခင်ဗျာဟိုတော့သွား စေတနာတချမ်းဆောင်ကြီးကြောင့် ခင်ဗျာဖုံးပေးနေ အမကျတော့ဝင်းဝင်းနေတယ်ကလေးပေါ်လား ဟုတ်ကဲ့ ကလေးပါလေ Oh yeah အော်ဟုတ်ပဲဒါမျိုးကြောင့်အော်ရေးပြောတယ်ဒါနောက်ပြလို့တော့ငါနောက်ကြီးဖြစ်သွားမယ်မိခေါ်မလို့ပါ ခေါ်ပါ ရိုးရိုးပဲခေါ်တော့မယ်တင်းလန်ရှင်တသွေးတွေလည်းရှေ့ဆင်းသွားဝါရှာရတိတ်မလုံးဘူးတရားအော်ခုကပြောလို့ဆိုရင်သွားရခေါ်တယ်တသွေးကဖောင်းနေတာအဲကြောင့်နောက်ဆုတ်ဆိုရတာလေလား ပိုးเจ้าကိုတင်နေရှေ့မကပ်ပါနဲ့လူရှင်တော်များကလည်းတခေါ်ရည်ဆိုနည်းနည်းတော့ရှက်တာပေါ့ ဝါရှာရတိတ်ကောင်းတယ် အဲ့တော့လည်းတအားပြောင်းတယ်လူရှင်တော်ခေါ်ရဆိုတအားကူကိုတအားရည်တာပဲ ဟုတ်တယ် တို့မျိုးတွေရှိတယ်လေ ဒီတော့မှကျွန်တော်တို့မျိုးရှိပါတယ် တို့တွေရောဟဲ့ ကျွန်တော်မျိုးရှိရမှတ်တာပါနာမည်ပြောရမယ် တို့တွေရော သွားခေါ်တဲ့လူကကျွန်တော်တို့မျိုးကြီးပါပဲ အတော်များတာ ဟိုနှစ်ယောက်တည်းခေါ်လို့ပြရပါတော့ဒီကတော့ခေါ်ဖို့ခေါ်ပဲပြရ ဆိုတယ်လို့ဆိုတေးတန်ရှင်းအဲ့လို တေးတန်ရှင်ဒီလိုချစ်လိုက်ပါလေတနိုင်ငံလုံးကချစ်လိုက်ပါလေငြိမ်းချမ်းခိုင်ဆိုတဲ့ယုံကြည်ငါအနေနဲ့ရေလို့ရတာ ရှင်းအားလည်းဘူအားလည်း ဘာတော့ဘာတော့အဲ့လိုဓာမီနဲ့ထိုးကြည့်ဟာဘာကလေးဓာမီနဲ့ထိုးကြမှာတော့ကသူ့ကောင်လူခုမှကျွန်တော်ဖတ်ကိုရှိတော့ခေါ်ရပါခေါ်ရရခေါ်ရ ရှိပြီလို့အတူစားကွာမလားရှိဦးကြီး ဘာလဲမမ မနေ့သားရီအိုင်ဝဲတရေကြီးလို့ ဒီတော့မြန်ထင်မသေးပါနဲ့ ဟာတော့ ဒီတော့ရောက်တဲ့ရွာတဲ့တောင်သူကြီးတွေကကျုပ်တော့ဝဲတယ် မင်းကဘာလို့လဲတော့ မိုးရတိကြတော့တရားကိုလုပ်ပြီးထွန်းနေလို့လေမ ရှင် မတယောက်ထလာတာလား ဟိုနှစ်ယောက်ကိုပါလေဒီ ပြီးတော့တည်တယ်ညီမလေးလူသဘောရခိုင်းလိုက်မယ်နော်
ခွန်းတောင်းသေးတယ်လေဟောဒါအစင်ပြေမပြေမသေးကြလားမို့ဟိုလက်ကဟိုမှာဒါလည်းမင်းတို့လူရှင်တို့တွေမရပါဘူး ပါလား ပိုင်လို့စားပေါ့ အဲ့ဒါပဲခင်ဗျာနဖူးပြောင်တာကိုနဲတယ် ဘာလို့လဲ အငိမ့်ကလည်းတချို့ဆိုင်ဆိုင်ဆိုထွက်ပြီးနားတာငင်းညခိုင်ဆိုတော့အငိမ့်ကောင်ထွက်နေတာ ကိုရဲ့မြက်ကြာရေးစေရနာတွေ ငင်းငိုင်ဘုလို့ကနေတာဘာဖြစ်တော့ တော်တော်ဟုတ်တယ်ဘာဖြစ်တယ်လဲ စပင်းနေတဲ့ချစ်ပါလိမ့်မယ် ဘာမှလည်းမဖြစ်ဘူးထပ်ပဲခဏနဲ့အားလို့ခက်တော့နဖူးပြောင်နေအေးတော့ကွာဘာဖြစ်တော့ အမမကျွန်တော်ချက်စမ်းပါ မချစ်ဘူးမောင်လည်းမချစ်ဘူး သိတယ်အမအရင်မပါဘူးဆိုပြီးပါဆက်ဆက်ရတာဆိုပြီးပြောနေတာ မချစ်ဘူးမောင်လည်း ဆိုရင်လည်းပြောတော့အမသဘောကျမှာပါ ဒီနေ့လေးစားလေးဆိုတော့နည်းနည်းဆက်ပါသား Hey you ဟိုမှာအပေါ်ထိုင်လို့ Hey you if you don't listen I have today I know you ever slice ဟဲ့အဲ့ဒါလည်းပြောရတော့ တီးဦးကျော်ကရှောက်ပြောနေတာ လို့လက်ချက်မှာပြီးသား တီးတယ်ဘာသာပြန်မိမယ် Hey you ဒီမှာမိတ်ကလေး if you don't listen မင်းနောက်ထောင်မစိတ်ဝင်စားမဆိုရင် I have today ရှင်ရဲ့စကားလေးတစ်ခုတော့ပြောလိုက်ချင်တယ်ကွာ I love you ever slice ကိုမေကိုမြင်မြင်ချင်းခိုက်တယ်ကွာ အာရှိုးကရေလည်းမတ်တယ်ကမ်းသက်ကြတော့ပြစ်လေ ဟုတ်နေလားအင်္ဂလိပ်လိုပြောတာမတော့ချစ်တယ်မ မချစ်ဘူးတော့ အစပြောတော့မကြိုက်ဘူးဆို ဒီခုလည်းတူတူပဲ ဟောဒီလိုတော့ဘာမှချစ်တယ်မ လုံးဝမချစ်ဘူး ယောက်ျားကြီးကကောင်းတယ်မအပြင်းမလား အပြူကြီးပါဟဲ့ ယောက်ျားကြီးကကောင်းတယ် ယောက်ျားကငါတကယ်တော့ယောက်ျားမယူတာမဟုတ်ဘူးရွှေရဲ့ ဘာလို့လဲ မရတာ ဘာချစ် ငါလူမရှိ ဒီကပြောလိုက်ပါဒီမရှိတယ်လူလူကြီး ဂိုင်းကျောက်ကိုဒီမှာဘလို့မပြောမျိုးခင်ဗျာကြီးတဲ့မျိုး မရဘူးဆိုလို့ပြောတာ အဲ့ဒါပဲမင်းသမီးကကျောက်တော့ကက်လည်းမရပါဘူးမင်းသမီးဆိုနောက်ကဆိုင်းဆရာမြန်မာမျက်စောင်းတို့ပါထိုးတယ်တို့ကလူရှင်တို့တွေကညာဘာနဲ့ညာတယ်မှတ်နေတော့နောက်ကပါတယ်ဟာ အေး နေတော့နေရဆိုမျက်လုံးကရွေးကြည့်လိုက်မယ်နောက်ကပါတယ်ဟာဟဲ့ခဏကားသားရေနောက်ကပါတယ်ဟာအမဒီတိုင်းပြောမြအမကျွန်တော်စားနဲ့ပင်နဲ့ထူးမယ် ဒီလိုဆိုမှမောင် အမ လေး လည်းနိုင်ငံကျော်မင်းသမီးဆိုတော့အမရှင်ရိုးလို့ပြန်ခေါ်လဲကျွန်တော်အမစားနဲ့ပင်နဲ့ထူးမယ်ဒီမှာတော့နည်းသိပေးဦးမယ်လေကျွန်တော်မောင်မင်းနဲ့ကြားတာစကားပြန်ကျွန်တော်လက်ကအလိုတိုးလိုက်စိတ်လိုက်ကိုပြောရမှာ ရ ဘာလို့တော့ဘာလို့ကျွန်တော်ညာတာနားမနော် ပြန်ခေါ်လိုက်မယ်မ အမကကျွန်တော်ရှိုးလို့ခေါ်တယ်ကျွန်တော်ဒီလိုပြောမနေပါဘူးစေးမစားပါနဲ့ မကွာသေးဘူး ဟိုခေါ်ရင်အမပြောမယ်စကားလုံးမသိရလား တိဘူး မသိရင်တင်ပေးမယ်လေ တင်ပေး ဟိုညီမလေးကိုကြီးလောက်ရမယ်ပြောနေကြတယ်နော်ခဏလေးစမ်းပြောခဏလေးစေးနမချစ်မွာပါတယ်ဟိုဘက်ကတို့စေးနမလို့ကျွန်တော်ပြောမှာ အာ ကျွန်တော်ကလို့ပြောအမကဒီလိုလေးပြန်တော့အဲ့ရှိကခေါ်တချောချောမောင်တော်ဘုသူမလေးအဲ့ဒါလေးရနော်ရအမပြခေါ်လိုက် ဆရာလေးရှင်တို့လေးရုပ်ကလေးကတရေလေးလိုပဲ ညီမလေးသူကပြောတာကိုရပါဘူးကျုပ်လည်းဘယ်မှကိုလွတ်မခံရဘူးလို့ပြခေါ်လိုက် ကိုရှိုး စေးနမချစ်မွာပါလေဟိုဘက်ကတို့စေးနမ အဲ့ရှိကတော့တကြောကြောမောင်တော်ဘာသူပါလဲလို့ နှစ်လေးနဲ့နှစ်လေးဒီကပြောမရတူဒါလေးပြောယူတော်တော်တိုက်သွားတယ် ကိုရှိအိုး ကြားငါ မင်္ဂလာပါရှင် ဟုတ်မင်္ဂလာဆောင်နေပါတယ် ကိုရှိတို့ ဟိုခေါ်နေတာထူးလိုက်လေကွာဘာလို့လဲ မင်းဖင်သိတာဟုတ် ဘယ်ပါစပါဖင်ပိတ်တာဆိုဒီမှုတွေကပါ ခေါ်ရ ကိုရှိတို့ ရှိလူပြိုတွေ့ကြုံမရှိရင်ကုန်တယ်လေမိုက်တယ်လားစားသားမိုက်တယ်လားရှိလူပြိုတွေ့ကြုံမရှိရင်ကုန်တယ်ဟာဟာသွားလာလေးလည်းပြရသေးတယ်ကွာဟုတ်လားညီမလေး ရှင် အခုမေးသွားတယ် မမေ့ပါဘူးကို ကိုလည်း အခုညီမစီကချိသွားတယ်ပတ်စံနဲ့တောင်းပွဲခုထိတည်းရပါ လူကြားလေးပြောရသလားနောက်မှပြောပါညီမလေး ရှင် ဟဲ့ဘလက်တဖူးဟဲ့ဘလက်တဖူးဘလူးလေးဖက်ဘလူးလေးဖက်ဘလူးအမကို အဲ့ဒါဘာလို့ အမကေ အာ အပြပောင်းအန်ဒူ ဘာပြောရ အပြောင်းမှုဥဒံ ပညာရှိတွေပဲနော် ဘေးဆိုင်ဘလောက်ပဲအေးအေးဘေးပန်းနေဘလောက်ပဲမွေ့မွေ့စရံစမင်းရဲ့ခွေးစီကကိုကောင်းလောက်ရှိပါတယ်ညီမလေးရဟာဟာဟာ တကယ်ကိုတိုင်းတာပုံပဲ တိုင်းလိမန်တော့စစ်လုံမန်တော့ချစ်တစ်ပင်မှာတော့အခောက်ရှိလို့ရွှေတို့ပင်မှာလည်းအပေါက်နေပါညီမလေးရအာရေလေမိုက်တယ်ပါရေလေမိုက်အမလေး ကတော့က အဲမှာဟိုငါသိရတယ်ငါမင်းသမီးအလားပါတယ်မျောသွားတော့မင်းကလည်းတကယ်မနေမှာဘူးရ
ယောက်ျားတို့အတွက်ပြင်ပကိုချင်းစားပါတယ်ဟိုတနေ့ကလာဝယ်တယ်35သိန်းချမ်းမှမရှုံးတာအတုံးဝင်တို့တော့ရောက်လာမလားမသိဘူးဘယ်လေးမတွေ့တာကြာပြီကွာ ကြားပြီကိုရှင်လို့ အဲ့တော့မတွေ့တာကြာတော့တချင်းလေးဆိုကြတာ ဆိုကြရ ကျောင်းနေတော့တချင်းလေးတော့ပြောလိုက်တာဆန်းတဲ့တူလို့ ငေးတကယ်ကြီးအခုတော့ငေးချစ်စီ တကယ်ကြီးခုတော့နေကြစီ ပြန်လေဆုံးတွေ့ကြတာဝတ်သားမဆုံးနိုင်ပြီ အခုလုံးဆုံးတွေ့ရတာဝါသာမဆုံးနိုင်ပြီ ဒီလိုလာလာကလေး လေးတွေရောင်စုံစုံလို့အလားပါရီဆုံးပါနေတို့ဝဝတမကြီးရေဟောညီမလေးဟောညီမလေးဒုနဲ့တက်တဲ့ရှောက်တဲ့တရားလေးရှိရလေ ဟုတ်တယ်ဟုတ်တယ် တရားလေးလောက်ခိုင်းအောင် တရားမ ခ လို့ ဏလေးတရားလေး တရားပဲမှာလို့တရား ပရှောတရားလောက် ညောင်စုမှာပေါ့ တရားလေးလောက်ပုံစံလောက်လို့ပြောတာမလုံးပြီမှာပါရမီဖြည့်ပါလေဟိုလေအတုနဲ့တက်တဲ့လမ်းလျှောက် ဩခဏတို့ဩညီကိုချင်းပါရမီဖြည့်ပြရမှာပေါ့ ရွှေတို့ရွှေကိုညီကိုနဲ့အောင်ပါရမီဖြည့်တရားကိုလမ်းလျှောက်ပါအော်အေးဟိုဒီတရားကျွန်တော်အသက်မပူးနဲ့တော့ကိုပြုတ်ပြမသိလားတန်းကျုံလေးထောင်းနေတော့ကြာကျွန်တော်လောက်ကြရမှာလေဒါအေးဟုတ်အဲ့လိုလေဟုတ်ညီမလေးဟိုဘက်ကတော့စပြန်ဆုံးမယ်နော်ဆိုင်ဟိုဘက်ကတော့โอเคညီမလေး ငေးတကယ်ကြီးအခုတော့ငေးချစ်စီ ခုတော့ငယ်ကျွမ်းဆွေး ဆုံးတွေ့ရတာဝတ်သားမဆုံးနိုင်ပြီ အခုကျွန်တော်တို့အေးအစီရခုလည်းရှိသေးတယ်ကြိုက်လို့ လန်လန်လေးတွေ ရှောင်းတော့ချမ်းလို့ဒီအလောက်ပါလို့သုံးပါးလေးတို့ဝါမတော်သူနေဒီကလားလျော်ပါသတိတရားမေတာလေးမမိပါနဲ့အတရေ ကတိပါလေအကျူးရေ ငယ်ကကျွမ်းနေငယ်ကအတရေပြောတယ်မလားရဲ့ ပြောတာပေါ့ အခုလည်းပြောတာပေါ့အသက်တက်လို့တာငယ်ကျောင်းသူရှင်းဆိုရတာ ကျန်ဆိုကြ ဒု မယ် တိယဘက်ကကျွန်တော်မရဘူးပထမဘက်ကပြန်ဆိုမယ်တရားလေးကဒီလိုလေးပဲကုန်ချစ်စရာလေးပိုင်တကုန်နဲ့ချွတ်စောတကယ်စီခုတော့ငယ်ကျွမ်းစီ ပြန်လေဆုံးတွေ့ရတာဝတ်သားမဆုံးနိုင်ပြီ အခုလို့ဆုံးနေရတာဝမ်းသာမဆုံးနိုင်ဘူး မီးရုံလာလာလေးကြောင်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 ကြီး အလားပါရီဆုံးပါလေတို့ဘဝမဲ့တမကျူနေ ဒီ တရားလေးကိုတက်မယ်လေစပြေကတော့ပဲလာတယ်အမိဖာခဲ့အသက်ရှင် မတီးပါလေ အတူရေငါကျွမ်းနေငါကျွမ်းစေအသေးပြောလို့လားဆိုရ ဘာ တာ သာတူရဲ့ အော်ကိုလည်းပြောပါလေတရားလေးလည်းပြောတယ်မဟုတ်လားငါကြောင့်ဒီတစ်ချက်ပထမဘက်ပဲရတယ်ဒုတိယဘက်ကကျွန်တော်လုံးဝမရလို့ပါအစအပြဆိုပိုက်တဘုံနဲ့ချွတ်ဆဲ တကယ်ကြီးအခုတော့ငေးချစ်စီ ခုတော့ငယ်ကျွမ်းစီ ပြန်လေဆုံးတွေ့ရတာဝတ်သားမဆုံးနိုင်ပြီ အခုတော့ဆုံးနေရဝမ်းသာမဆုံးနိုင်ဘူး ဒီရောလာလာလေး ကျောင်းဝင်တယ်လို့ အလားပါရီဆုံးပါလေ တို့ဘဝနဲ့တမကျူနေ ဒီတရားလေးပါပါတရားလေးကလက်မကြည့်အောင်တရားလေးရဲ့ဆော့တယ်ဆိုတာဒီလိုဆော့ရတယ်ကလေးဆိုတာဘာမရဘူးဆော့တယ်ဆိုတာအဲ့လိုဆော့ရတယ်ကလေးဆိုတာဘာမှသိတာမဟုတ်ဘူးတရားလေးမနက်တရားအပေါက်ကြည့်ရပါတော့ လက်နဲ့ကိုထိုးကြည့်သေးတယ် ဒီချင်းဆိုပြီး အဲ့ဒါကျတော့အိမ်မင်္ဂလာပါကျွန်မကျေးဇူးချက်သာသနာဒါကြိုင်